မောင်သားချိုတို့မနှစ်ကတော့ကြံခဲ့တဲ့9လလောက်ကစာပြီးဟောပြောပဲပြပခီးတယ်တခုသွားတယ်ဗျနည်းနည်းဝေးတယ်ကိုကြီးမင်းညို့ပါတယ်ကျွန်တော်ပါတယ်3ယောက်သွားတယ်မတ်တီလာစမ်းကြောင်းဆရာမလေးတပွဲပဲဟောပြီးပြန်လာတယ်ကျွန်တော်တို့စစ်တနီမြို့အော်စီပေါ့ဗျဩစတြေးလျတားပဲကောင်လေးတွေပေါ်တယ်လေတားပဲကောင်လေးတွေဘိုက်ထဲမှာကလေးလေးတွေနဲ့လက်နဲ့အစာကျွေးလိုက်စားတယ်နော်အေးတားရင်လာမယ်နော်လက်လေးနဲ့လိုက်ရှင်တားပဲကောင်လေးလဲစားတယ်ကျွန်တော်သဘောကျလို့ကြံခဲ့တဲ့9လတုန်းကသွားတာမနှစ်ကတခါသွားသေးတယ်ကျွန်တော်မဲအော်စီနဲ့ဓာတ်တယ်နေတယ်မနှစ်ကတော့ဘေးလူဝါကြီးပါတယ်ဗျမန်းလေးမြို့ကနေဝင်းမြစ်ပါတယ်ဗျမနှစ်က3ပွဲဟောတယ်ကျွန်တော်တို့အော်စီမှာ3မြို့စစ်တနီမဲလ်ဘန်ပတ်မိုက်မောင်သားချိုတို့သူများနိုင်ငံနဲ့ဝင်တော့လေးစိတ်ထဲကဝင်ပြီပေါ့ထုံးစံတိုင်းလေးစိတ်မှာလက်ကားပြမှာပေါ့လက်ကားပေးပေါ့ပေါင်ကားပေးပေါ့ဘုံနေပါလေရှာတဲ့ဟာနဲ့အိတ်ဆွေးနဲ့စစ်ပြီပေါ့ကျွန်တော်တို့တီပေါ့ဒါတော့ပြီးသွားပြီပေါ့ပြီးလဲပြီးရောသူတို့နိုင်ငံထဲကိုဝင်မဲ့ခြံစည်းကိုအပေါက်ဝပေါ့လေးစိတ်ကအပေါက်ဝပေါ့450ပြီကျဲမှာပေါ့အဲ့ဒါကြော်သွားရင်ရောက်ပြီအော်စီရောက်ပြီစစ်တနီဂျပန်ဆိုရင်လည်းအဲ့ဒါကြော်ရင်ရောက်ပြီတိုကျိုလေးစိတ်ပါလေနရီတာဂျပန်နိုင်ငံလေးစိတ်ကနရီတာလေးစိတ်ပေါ့တတိယသွားတယ်ရောက်မှာပေါ့သမီးတို့သားတို့ဆရာတို့ဆရာမတို့ဝင်လို့ရမထင်လားနောက်ဆုံးစစ်ဆေးခြင်းဒီပါလေခွေးပဲရှောင်းတော့ခွေးနဲ့စစ်တာမောင်သားချိုတို့ရက်ပေးရတယ်မှလားညီမင်းညိုရက်ပေးရတယ်ဘေလူကရက်ပေးရတယ်နာမည်ခေါ်တယ်ဥညွန့်သားကျောင်းနာမည်ခေါ်တာပေါ့မှတ်ပုံနဲ့နာမည်ဥညွန့်သားကြိုက်တယ်လို့ခေါ်ပေါ့ကျောင်းမှာဒေါက်တာညွန့်သားပေါ့ဆရာကြီးပေါ့ဗမောက်ခပေါ့ကျွန်တော်ဆရာကြီးခေါ်မှာပေါ့ဒါကတော့ချီဥညွန့်ကတော့ချစ်စနိုးခေါ်တာပေါ့ဘိုးချိုဘေလူကကျွန်တော်ချစ်စနိုးခေါ်တယ်ဘေးကြီးတဲ့အော်ဘီဂျီကတော့ယင်ကြီးကြီးခေါ်တယ်မသားတဲ့အမျိုးခေါ်တာပေါ့နော်ဆရာဆရာမအငယ်လေးတွေကတော့ဆရာချိုတဲ့တချို့ကျဆရာမပါဘူးချိုတဲ့စားပေးပြီလားတဲ့ချိုစားပေးပြီလို့မဲရှောကထလာတယ်ဟုတ်တယ်မလားလေဥညွန့်တောင်းပေါ့တန်းစီဟန်ကယ်ရီကိုရှေ့မှာထားပါတစ်တာရောဘိန်းနဲ့နောက်တရဥမြင့်အောင်ဘေလူဝါခေါ်တယ်ဟန်ကယ်ရီရှေ့မှာထားပါရောပေါ့ခွင်းတစ်ကောင်လှုပ်လိုက်တယ်မုံရွာမြို့မှာပညာသင်နေတဲ့သမီးတို့သားတို့ဆရာဆရာမတို့အဲ့ဒီခွေးတွေကကျွန်တော်တို့တက်တာတွေကိုနမ်းတာတယောက်က9မိနစ်လောက်ကြာတယ်ခွေးတွေစီကန်းရှိလိုက်တာအထုလက်ကျင်ထားတဲ့ဩစတြေးလျခွေးတွေဂျပန်ခွေးတွေအဲ့နိုင်ငံတွေအောင်စစ်တယ်ကျွန်တော်တို့နှစ်ဖက်ညှက်ပြီးတက်တာကိုနမ်းပါတယ်ခင်ဗျအနည်းဆုံး9မိနစ်ကြာတယ်အထက်မှာသူတို့တားတဲ့ပစ္စည်းပါလို့တော့ပြဿနာပဲနမ်းလာမမင်းနဲ့ဘာကြီးလာလဲကြီးတော့ဟဲ့ဘာကြီးလာတော့ဘေလူကအချိုးမချိုးနဲ့နော်ဘေလူကရဲ့ကျွန်တော်အားပေးတယ်ဆရာချိုးကိုကြည့်နေတာတဲ့ရုပ်ရှင်ထဲမှာခွေးလုံးရင်အကယ်ဒမီရမထင်နဲ့တဲ့မသားကိုငါ့ကိုမင်းသားကြမလုပ်ခိုင်းဘူးခွေးလုံးရင်အကယ်ဒမီရမထင်နဲ့တဲ့နမ်းလိုက်ကြတာတက်တာနမ်းပြီးတော့ဒီမှာဘော်ဒနီဆရာတွေလည်းရှိနေလို့ပြောပြသေးတော့ဆရာမတို့အသေးနှောင်စစ်နေတာတပည့်တို့တက်တာထဲမှာအသေးအနှံအစီအဆန်အမြင့်အရွက်အခောက်ပါလားစစ်နေတာတက်တိရှိရင်ဂျပန်သွားမဲ့လူတွေရှိလားအော်စီကိုသွားလည်မဲ့လူတွေရှိလားတက်တာထဲမှာမန္တလေးကစိန်တလုံးပြည့်သည်နှလုံးလောက်ထည့်သွားပါလားမမိနဲ့အမိနဲ့အိမ်တော်ခွေးကချက်မောင်မင်းလေးတွေ5 ပြင်နှုတ်ပြီးထည့်သွားပါလားမမိနဲ့အမိနှမ်းလေးတွေကိုမလှော်ဘဲနဲ့လက်လက်ဆက်ဆက်အပြင်ကနေခူးကားသာနှမ်းကိုအစိ20 30လောက်စက်ကူလေးနဲ့ထုတ်ပြီးတော့ထည့်သွားပါလားမမိနဲ့အမိနဲ့ခန်းကျင်သီးလေး3လုံးလောက်အေးလက်လက်ဆက်ဆက်ကလေးဟိုကြမှာတုတ်စားမယ်ပေါ့ခက်စိမ့်စိမ့်လေးပေါ့ခန်းကျင်သီး3လုံးလောက်တက်တာထဲမှာဘူးလေးလက်ထည့်လိုက်တက်တာပြန်ပေးလိုက်ဖြတ်မယ်ခွေးကိုလွတ်မထင်လားဆရာမတို့အကုန်မိတယ်နော်ကွန်းရွက်လေး4-5ရွက်ပါလို့ဘေလူကရဲစခန်းတိုက်သွားလို့ကျွန်တော်လိုက်ထုတ်ရတယ်လက်ပွေနှိပ်ရတယ်သမီးတို့သားတို့လက်ပွေနှိပ်ရတယ်ကျွန်တော်ဘာကိုပြောချင်တာလဲခင်ဗျသူတို့နိုင်ငံတဲကိုသူတို့ကာကွယ်ထားလိုက်တာလာပြီးတခင်အောင်ဆန်းဓာတ်နဲ့မကာကွယ်တာမဟုတ်ဘူးတဲ့တနက်နဲ့ကာကွယ်နေတာမဟုတ်ဘူးနော်ညံနဲ့ပညာနဲ့စနစ်နဲ့ကာထားတာတို့ရည်တို့မြေပေါ်ကိုဘယ်နိုင်ငံမှမသိတဲ့အရွက်တွေအသီးတွေအနှံတွေလာပေါက်ချင်းခွင့်ပြုအဝင်လို့ရလားမေးကြည့်ညီမညို့နန်းတစီတောင်လို့မရဘူးဂျပန်ဒီခွေးတွေလည်းအနှက်ခံကျွမ်းသားမင်းနဲ့အထက်မှာပါတာနဲ့တဲမျက်စိနေတာတက်တာခွင့်ခိုင်းပြီမိပြီစမရှင်းတော့ပဲရဲစခန်းမှာအကြီးကျယ်ပြဿနာပဲတော့ဘာပြောလဲဆိုတော့အော်စီကရဲတွေကကျွန်တော်ကခင်မင်းနေလို့မေးကြည့်တော့မှနည်းနည်းတိခောက်ကြည့်တာပေါ့တရသီးမဲ့ကျွေးခြင်းရင်အော်စီကဗမာတွေကိုတရသီးနဲ့ကျွေးခြင်းရင်လှီးပြီးယူလာခဲ့ဘူးနဲ့ထည့်လာခဲ့အစိပါမလားဒီနဲ့ရင့်နေပြောတာတော့
မင်းတို့အစီပါပါပြီးအလုံးလိုက်သေးလာတော့ဒီမှာလှိစားပြီးတော့လှမ်းပစ်လိုက်တော့မင်းတို့အစီကရေနဲ့ထိပြီးအညှောက်ထွက်ပြီးတော့တရက်ပင်လာပေါ့လို့ရှင်းမလဲတို့မြေပေါ်မှာတို့ပစ္စည်းတွေကအတန့်တို့ရေတို့မြေပေါ်ကအသီးအနှံတွေကိုအစီအဆန်တွေအလုံးကောက်ွယ်ထားပြီးသားမျိုးရိုးပြည်စားကုဆက်တာလုံးလောက်ကန်နိုင်လို့ဆရာမတို့ကြောက်စရာကြီးနော်မေးကြည့်စမ်းမှာသွားတဲ့လူခြေဦးညိုမေးကြည့်ပါကျွန်တော်ပြောတာလုံးနေဆိုရင်ဒီနိုင်ငံတွေကျွန်တော်လှမ်းသွားပြီလားဟာတချင်းကိုတတိရတယ်နော်မေးရစီတော့မောင်တွေမေတွေဘဲပုံပဲနီးနဲ့ကာကွယ်ကြမှာတော့လေဒီကောင်ကြီးသူတို့တိုင်းပြည်တွေကိုကာကွယ်ထားလိုက်ကြတာခုခေတ်ကဘင်းနဲ့မီဒီယာဝင်ဖမ်းတာမဟုတ်တော့ဘူးဝင်ပြီးတော့စီးမှာကိုယ်အစားစာကိုသူ့အစားစာနဲ့ဝင်စီးမှာကိုယ်အဝတ်စားကိုသူ့အဝတ်စားနဲ့ဝင်စီးမှာကိုယ်အရက်ကိုသူ့အရက်နဲ့ကိုယ်ချင်မက်ကိုသူ့ချင်မက်နဲ့ကိုယ်ဒလက်ထုံးဆောင်သူ့ထုံးဆောင်နဲ့ဟုတ်တယ်မလားကိုယ်လူသုံးကုန်ပစ္စည်းကိုသူ့လူသုံးကုန်ပစ္စည်းနဲ့ကိုယ်တချင်းကိုသူ့တချင်းတွေနဲ့ကိုယ်ရုပ်ရှင်မူဗီကိုသူ့မူဗီတွေနဲ့ရှောင်းမူစီးပါလေသူကအစီမခံဘူးဟာဆရာဦးတာချိုအော်ဒီရလူတွေချက်မောင်ကြောစားကြည့်ရင်ချက်မောင်ဟင်းစားကြည့်ရင်ရန်ကုန်မြို့ကနေဈေးတွေရောက်ပြီးအရွက်လေးတွေချွေလာခဲ့တဲ့ထက်လာခဲ့တဲ့ကျွတ်ကျွတ်ကြီးနဲ့ကြော်စားကြတယ်အမြစ်ကနှုတ်မလာနဲ့အပင်မှာနှုတ်မလာနဲ့ခင်ဗျားတို့ဟာခင်ဗျားတို့အမြစ်ပါနှုတ်လာတော့ဒီမှာချွေပြီးတော့ချက်လက်ချက်ပြီးတော့အမြစ်တွေရှိတဲ့ခါကျတော့အိမ်တော်ခွေးဆင်းပြီးကျွန်းထဲမှာဇက်လိုက်ထိုးပြီးတော့ခင်ဗျားတို့ချက်မောင်တွေချပေါ်တော့မလုပ်ကြမဲဆရာဦးတန်နိုင်ဦးဆရာဘော်ရနီပတ်သက်ပြောပါနေတာကြောက်ခင်ဗျားလိလိပဲနော်ဟာခန်းကြီးစားကြည့်ရင်ရုပ်ထိုးလာခဲ့ငပိနဲ့စားကြည့်ငပိချက်လာခဲ့ကြက်အောင်ချက်လာအစိမ့်ထဲမလားနဲ့မင်းတို့ဟိုကြမှာမင်းတို့ခန်းကြီးအစိမ့်တွေကိုချက်ဖို့ပြုတ်ဖို့လုပ်ပြီးတော့အစိမ့်တွေကိုရင်းနဲ့ဘက်ဆိုနောက်လှမ်းပက်တော့အပင်ပေါက်မလို့မလဲမင်းတို့ဒါတက်ကတူเจ้าမှာပညာတတ်တွေရှိပါတယ်ဘော်ဒဒီသမားတွေရှိပါတယ်စိုက်ပျိုးရေးသမားတွေသိပါတယ်ဗျသူတို့မြေပေါ်မှာတပင်စနှစ်ပင်စပေါက်ပြီးတော့နော်ဝတ်ပုံကူးပြီးတော့ဗီဇတွေပွားပြီးတော့နှစ်တွေနည်းနည်းကြားလာတဲ့ခါကျတော့ချက်ချင်းတော့မဖြစ်ဘူးပေါ့နောက်တော်ကြားလာတဲ့ခါနှစ်ပေါင်း300 400 500ဆိုသူတို့မြေပေါ်မှာဘယ်မှမသိတဲ့မျိုးဗီဇတွေနဲ့ရောပြီးတော့သူတို့အပင်တွေအသီးတွေအားလုံးမျိုးပြတ်မှကြောက်လို့ကာထားတာတဲ့သမီးတို့သားတို့ပညာတတ်တွေမှလားတို့နိုင်ငံဟူကောက်ကွယ်နိုင်လားအေးဆေးဆေးပဲဗမာနိုင်ငံအနှံ့ပြကြီးလို့သွားသလားမုံရွာကိုသွားသလားကျွန်တော်ရောက်တယ်မြောင်ကိုသွားဘူးသလားစကိုင်းကိုသွားဘူးသလားညဉ့်ညံသွားဘူးသလားရှမ်းပြည်သွားဘူးသလားကချင်ပြည်နယ်မြေကြီးနောက်သွားဘူးသလားဗမော်ရောက်သလားရွှေကူရောက်သလားဖရဲကြီးနဲ့တွေ့လားတွေ့လားကဲငါပြောခင်းနဲ့တွေ့လားငါပြောခင်းနဲ့တွေ့လားတေက3သိန်းလောက်နဲ့လာပြီးလာငှားသွားတာစစ်လာတိုက်စရာမလိုဘူးအန်ဒီတို့လဲဆိုင်တာဘယ်လောက်ရတယ်လဲတေက2သိန်းလောက်ရရလား10က30ဟင်းလူလဲဆိုင်ရသေးတယ်ခလေးတွေလည်းကြောင်းထွက်ကျွဲကြောင်းတဲ့ကောင်ကြောင်းနွားကြောင်းတဲ့ကောင်ကြောင်းကောက်ဆိုင်ပြိုးနှုတ်ဟုတ်တယ်မလားဓာတ်မြေဩဇာဘိုးနဲ့ကောက်ဆိုင်သမားဈေးနဲ့စပားရေးရတာနဲ့နေရတာနဲ့ဘယ်လောက်မြတ်လဲ30ဟင်းလောက်တာ10လလောက်တာတအိမ်လုံးခလေးတွေရဲ့ကြောင်းထွက်မြတ်တာ30 10လတစ်လမှ2သိန်းဘာမှမဆိုင်နဲ့30ပေးမယ်ဟာသဘောကျလို့ဒီကညံမရှိတဲ့ကောင်တွေဟုတ်ကဲ့ကျွန်တော်ငှားပါပဲခင်ဗျငှားတယ်စိုက်ခိုင်းတယ်အသီးခုပြီးယူသွားတယ်ဓာတ်မြေဩဇာထင်ရကျဲပြီးပိတ်သွားတယ်ကဲဒီတိုင်းထားခဲ့တယ်နောက်နေ့ပြန်မျောတယ်လာသေးလားကြားမပြန်လာခါသေးလားကိုယ့်ထက်တက်တယ်မြေဩဇာပြောက်သွားမှသူသိပြီးသားပက်ဆက်စစ်ပဲပြီးစိုက်သွားတာနောက်နေ့အဲ့ဒီမြေပြန်မလာတော့ဘူးဘာသွားလို့လဲနောက်တစ်ခွက်ပေါ့မဆက်ရသေးတဲ့ဘာချင်းစပိုင်းပေါ့နော်အပြိုစင်မြေသားကိုတခါသွားငှားတယ်ဒီတိုင်းထားခဲ့တာကြံခဲ့တဲ့ကျုပ်တို့နိုင်ငံလူတွေအားလုံးရှမ်းတွေရောကချင်တွေရောဗမာတွေရောမငှားနေပေါ့ငါမကပြန်စိုက်မယ်ကျွန်တော်မင်းမပေါက်လားကဲဆက်ပေါက်လို့ဆရာမတို့ကဲကျွတ်ကြီးတွေဖုံးလို့နော်ပလက်စတစ်ကြီးတွေဖုံးလို့ဆရာကြီးဦးတော်ချိုဘာမှမပေါက်တော့ဘူးဆရာကျွန်တော်ဘာကိုပြောချင်တာလဲကိုယ့်ရေကိုယ့်မြေကိုဝင်ပြီးစီးတယ်သိမ်းတယ်ဆိုတာခင်ဗျာအစိုးရကိုတိုက်ပြီးတော့ဘယင်ဖန်မိလာလို့ဆရာလူသေးလို့လားပတ်စံပေးလို့ရတယ်အကုန်လုံးဆရာတို့အကုန်လုံးလို့ရတယ်ကျွဲတွေနွားတွေလာမွေးတယ်ဗမာတယောက်ကို3သိန်းခွဲလောက်ပေးတယ်ဟုတ်တယ်မလား3 4လကြာရင်ကျွဲကြီးတွေဖီးလို့နွားကြီးတွေဖီးလို့ဆရာမတို့အားပါကြည့်ကျင်သလားနေပြီးတော့သွားကြည့်ပါလားလေဝဲကိုသွားကြည့်လေဝဲမှာတဲကြီးထိုးထားတာရှက်ကျွေးတာခေါင်းဆောင်က3သိန်းခွဲလောက်ရတာခင်မင်းကျွေးထားပြီးသားတပည့်တွေနဲ့8000လောက်ပေးထားပြီးသား3 4လမွေးဝဖီးသွားတာကားတစ်စီးသာပြည့်ပြီတော့90နောက်တစ်စီးလာခဲ့အကောင်90နောက်တစ်စီးလာအကောင်90နယ်ဆက်ကိုသွားတာဆိုတော့တွေ့လားကိုရေကိုမြင်ကိုကျွဲကိုနွားကိုစိတ်ကြိုက်ပတ်စံမပြီးဝဲနေတာဘယင်ကိုဖမ်းစရာမလိုဘူးတမလားကိုလာတိုက်စရာမလိုဘူးဒေါ်စုကိုဖမ်းစရာမလိုဘူးငွေနဲ့ကျွန်တော်မကောက်ွယ်နိုင်ဘူးကျွန်တော်တို့ညံမကောင်းတဲ့အခါကျွန်တော်တို့စီးပွားပြက်လာတဲ့အခါကျွန်တော်ဘာမှမကောက်လို့မရဘူးကျွန်တော်တို့ဒီလိုနည်းနဲ့ခစ်တဲ့ကဘာကြီးမှာနိုင်ငံတွေကိုဝင်စီးတာပဲကြောက်စရာကောင်းလိုက်တာနော်တချင်းကဒါကိုဆိုထားတာပဲဗျပြည်တော်စုကိုပြည်တော်စုကိုအသက်ပေးလို့ဖြင့်ကာဝယ်မဲ့သူတွေဘုရားအမွေးနှစ်မှုချင်မြန်လို့တဲ့လေ
ဒါတို့ပြေဒါတို့မြေကြွကြော်တန်းကြီးညီဟိခိုင်မာအတန်းတော့ကျဲတယ်ပြောချင်တယ်ဆက်မဆုပ်ချင်လို့ကျွန်တော်မိဖုရားစီတော့မောင်နေမယ်တွေဘယ်ပုံပဲနီးနေကာဝဲကဲမြန်မာဆိုးနေကျွန်တော်ကြာမကြောက်လို့ကျွန်တော်ကနိုင်လားလူတွေနှလုံးသားတွေရောကနိုင်လားဗိုက်တွေရောကနိုင်လားမိမတွေကျွန်တော်ဟာလိုက်နေတောင်ရောကနိုင်လားမြစ်ရောကနိုင်လားစာကျုံးနဲ့လာနေတာလက်မှတ်ထိုးပြီးလုံနေတာဒီတောင်ဖြိုးမယ်ဘယ်တော့ပြရမှာလဲကြီးနေထုတ်မလို့ထိုးမကနိုင်ဘူးလေကတော့ကတနတ်တွေပဲကျွန်တော်တို့တန်တမန်နီးလန်းနေနဲ့နိုင်ငံတကာပြည်ရည်တွေနဲ့ IR တွေနဲ့ international relationship တွေနဲ့စာချုပ်စာတမ်းတွေနဲ့လက်မှတ်တွေနဲ့ပတ်စံတွေနဲ့လုပ်နေတာမလားကျွန်တော်တို့ဒီထိုင်ကြည့်နေတာပဲကျွန်တော်တို့မင်းတို့မြစ်ကိုဝယ်ထားပြီးသားလက်မှတ်ထိုးထိုးထားတာမင်းတို့တွေအလုပ်မှာဒီတောင်ကငါတို့ကနီကယ်ထုံးမှာဒီတောင်နီကယ်ဒီတောင်ကြီးနီဒီကောင်ရွှေထုံးမှာဒီနေရာဒီဘက်ကရလျက်စစ်ဒီတောင်ကငါတို့ဝယ်ထားပြီးသားဒီတစ်တင်ငါတို့ဝယ်ထားတာငါတို့ခုံးမှာဒီကျွဲနွားတွေကငါတို့မွေးထားတာမင်းတို့လူတွေကိုပတ်စံပေးပြီးတော့အစာကျွေးခိုင်းတာတို့လာတဲမှာကြီးတိုင်းနောက်ဆုံးဗမာမတွေရဲ့ဘိုက်ကအစာငှားပြီးတော့မူဆယ်ဘက်မှာစာပစ်တွေလိုက်ကတ်ထားလို့သူတို့လင်းနဲ့များနဲ့ညာကိုယ်မဆောင်ချင်ဘူးအလုပ်လုပ်နေလို့မားလို့ဒီကပိုက်ထက်လာထည့်ထားမယ်ဒီကယူထရက်ဆဲကိုတိန်နဲ့ထည့်မယ်ကိုကကိုလာဆောင်ပြီးတိန်90လောက်ပေါက်တယ်ခလေးကိုကိုမဆောင်တာတိန်90ဆိုတော့10လလောက်ဆောင်ရတယ်တလား9သိန်းအရင်ဟာကြီးအသဘောကျနေသေးတယ်ကိုမစိုးကြိုက်သားပဲတဲ့9သိန်းကြတော့တယ်မဲစဉ်းစားနေသေးတယ်ကိုဘိုက်ကိုငှားပြီးခလေးထည့်ပြီးမွေးမှယူသွားမှဥဝဲဆိုထွက်တာကိုသူ့သားသူ့သမီးသွားမှကိုဒီတိုင်းကြံခဲ့ဆေးရစားပြီးတော့ဖိုးတုတ်ကြီးပေါ့သမီးတို့သားတို့ပညာတတ်တွေဖြစ်လို့တက်ကတူဆရာတယောက်ဖြစ်တဲ့မောင်သားချူကြီးကတေချာပြောပြနေသမီးတို့ကားနိုင်လားဓာတ်နဲ့စောင့်လို့လုံးမထင်သလားတနတ်နဲ့စောင့်လို့လုံးမထင်သလားလူတွေဉာဏ်ပညာနဲပြီးတော့ခံစားချက်တွေပြက်လာပြီဆိုရင်တို့အကာအကွယ်မဲ့ပြီအဆိုးဆုံးကတော့လူတွေနှလုံးသားတွေပဲပြက်သွားတာလေမြေကြီးတွေပြက်တာထားပါတော့တောင်တွေပြက်တာထားပါတော့မြစ်တွေပြက်တာထားပါတော့လူတွေရဲ့နှလုံးသားတွေပဲပြက်လာတာညီမညိုကြီးတော့ဟိုနေ့ကလက်ပဲဆိုင်ထိုင်နေမနေ့ကတော့ပြောနေသေးတယ်သူပြောတဲ့စကားကျွန်တော်ကြက်သိန်းအောင်ထားတယ်ဆရာချိုးရေးတဲ့ခုခေတ်လူငယ်တွေကကြောက်ဆရာကြီးပဲဗျာဒီနေ့ကြိုက်တယ်နောက်နေ့တဲကိုကန်ချင်းနေဗျာဘယ်လိုကြောင်တမိသားနှစ်ယောက်ဒီနေ့ကြိုက်တယ်နောက်နေ့၄-၅ရက်ကျတော့တဲကိုကန်ချင်းနေကျွန်တော်ပြောမယ်ဆရာတဲ့တကယ်တန်ဖိုးထားပြီးတော့တကယ်မေတ္တာစိတ်မေတ္တာမှန်နဲ့ချစ်ပြီးစောင့်ရှောက်တဲ့ယောက်ျားဘယ်တော့မချင်းဘူးဆရာချင်းတော့တာမှန်ပဲသူကတိတ်ဆန်တာပဲသူတွေးတာဆန္ဒရဒီကောင်လေးကိုကြိုက်တယ်ဒါတော့ပဲရှောက်တတ်သူဆရာသူမနေ့ကပြောနေတယ်ကလေးတွေရှင်းပါကလေးလက်ခံနေတကယ်မျက်နှိုးပြီးတကယ်ချစ်ပြီးဆိုဆရာနော်တဲ့မထိရဘူးဆရာကျွန်တော်တို့တဲ့ဘယ်တော့မှမလို့ဆရာပေါ့ဆရာအခုလူတွေတိုင်းပြည်ကနည်းနည်းပါးပါအကာအကွယ်မဲ့ပြီးပြတ်သွားတာမြေတွေရေတွေနဲ့မကပါဘူးဆရာတဲ့လူတွေရဲ့နှလုံးသားတွေနဲ့ဘဝတွေပါဆရာအကာအကွယ်မဲ့လာတယ်နော်